Hello ကဲအခုမကြောက်ဘူးပါရေတော့ကြားနေရပါလေ Gravity point မှာတဲ့ကားမောင်းရမလို့ပဲနဲ့ auto သွားနေတယ်မောင်းရမလို့ပေါ့သူက auto သွားတယ်ပေါ့ကားရအဲ့လိုမျိုးပြောထားအောင် The bus is in neutral. Supposed to be go down. Let's see. Bus is going back. This bus is in neutral. More the weight, higher the speed. Gravity point မှာလို့တဲ့ကားရဖြည်းဖြည်းချင်းမောင်းနေရတယ် Okay, now we will start behind that gravity point board. You can take some photographs. That will be a memory for you. ဒီနေရာ location ရော gravity point နဲ့ကားသေးသေးလေးဆိုလို့ရှိရင်အနောက်ကကားဟုတ်မယ်သူတို့ကားသေးသေးလေးဆိုလို့ရှိရင်ဖြည်းဖြည်းလေးရွေ့နေတာကားကြီးဆိုရင်တော့မြန်ရွေ့ရတဲ့ကားမမောင်းဘူးဒါပေမဲ့သူ့ရဲ့သူရွေ့နေတာဒီရေဘူးဟာကိုဒီအား 70% ရေဒီလောက်ဆိုလို့ရှိရင်အမှတ်တကယ်ဆိုရင်ဒီလမ်းကအစင်းလမ်းကဒီဘက်ကိုဆိုအစင်းဟိုဘက်ကိုအတက်ဆိုတော့ကိုကားလာတယ်ရေဘူးဒီမှာထားလိုက်မယ်အမှန်တကယ်ကဒီရေဘူးကဒီဘက်ကိုလိမ့်ရမှာကွာဒီနားထားလိုက်ရေဘူးကမလိမ့်မဲနဲ့အပေါ်ပြတ်တော့ကြည့်လိုက်သူတက်နေရမယ်အပေါ်ပြတ်တက်နေရမယ်မတွေ့လားအမှန်တကယ်ကအဲ့ဒါအပေါ်တက်နေရအဲ့အမှန်တကယ်ရေဘူးကဒီဘက်ကိုလိမ့်ရမှာအစင်းကိုမစင်းမနဲ့အပေါ်ပြတ်တက်နေရပြကြည့်ဟေးရေဘူးကကွာဒီလိုလိမ့်ရမှာသွားလိမ့်မလဲဘူးတွေ့တာဟုတ်မှာအပေါ်ပြတ်တက်သွားအပေါ်ပြတ်တက်နေတွေ့လားဒီနာ gravity point နဲ့အဲ့အကြောင်းအပေါ်ပြတ်တက်နေရမယ် Okay yeah stop ပြလာတကယ်ပါစကားကျွန်တော်တို့အားလုံးမှကြည့်နေတော့သိမရောဘူးလားယုံဘူးဆိုတော့အားလုံးလဲဆိုတော့ဟောသူတို့ကောင်းနေတယ်သူတို့လုပ်နေရပဲဆိုပြီးတော့အားပြရတယ်ဒီအပြက်တစ်ခါပြရတယ်ကားကိုရက်ထားတယ်ဒါမဲ့ငါသူ့အတူနောက်ပြန်လာနေဒါနဲ့ပြောသူတို့ခဏရက်ပြီးတော့ကျွန်တော်တို့အောက်မှာဓာတ်ပုံတွေပါညာရိုက်ဖို့အတွက်သူတို့ကဒီလိုရေ 70% ထည့်ပြီးဒီရေဘူးနဲ့ try လို့ရတယ်ဆိုလို့တော့ try ကြည့်ရအမတကယ်ရေဘူးကအောက်ကိုလဲရမှာအောက်လဲပဲပေါ်ပြန်တက်ဘာလို့တော့နှိမ့်ကြည့်ပါလားနှိမ့်ကြည့်ကြလို့လားရော့ဟုတ်ကဲ့အဲ့တော့အမတ်တရဓာတ်ပုံတွေရိုက်လိုက်ပါဦးမယ်